ဗီတင်ညာဟာဘာလို့သူ့ရဲ့ဘောကန်ဖက်နှက်တွေရေးဆေးချနေရတာလဲပွဲအတွင်းမှာလက်ကွက်မျိုးစုံတုံးတက်ကြတာပေါ့ဥပမာဒီဗီဒီယိုတွေကလူရာဖင်ညာဟာပင်နယ်တီမကန်ခင်ဘောလုံးပေါ်ကိုရေလောင်းချလိုက်ပါတယ်ဒါဟာဂိုးသမားကဘောလုံးကိုလာထိရင်တောင်လက်ထဲကနေချော်ထွက်ပြီးဂိုးဝင်သွားစေဖို့ရည်ရွယ်တာပါတကယ်လို့ National ပွဲတုန်းကအမ်ဘာဘေတာဒီလက်ကွက်ကိုတုံးခဲ့ရင်ဘောလုံးဟာဂိုးသမားရဲ့လက်ထဲကနေချော်ထွက်ပြီးဂိုးဝင်သွားခဲ့လောက်ပါတယ်ဒါကိုလိန်ညာကစားတာလို့တော့ကွက်ကွက်ကွင်းကွင်းပြောလို့မရပါဘူးဒီလိုပဲ Real Madrid ကစားသမားတွေဟာလည်းအသက်ရှူလမ်းကြောင်းပွင့်စေဖို့အတွက်သူတို့ရဲ့ဂျာစီလယ်ပင်းတွေမှာ Proxy Creamer တွေတုတ်ထားတတ်ကြပါသေးတယ်လက်ရှိမှာဗီတင်ညာကိုကမ္ဘာအကောင်ဆုံးကွင်းလယ်လူတွေတဲကတယောက်ဖြစ်သတ်မှတ်ထားကြပါတယ်သူဘောလုံးဆွဲပြေးတာနဲ့ထိန်းချုပ်ပုံတွေကဘောလုံးဟာခြေထောက်မှာကပ်ပါလာတလားအောက်မေ့ရတဲ့သူကတော့လေ့ကျင့်ရေးစင်ချိန်တွေနဲ့ပွဲစဉ်တွေမှာသူ့ရဲ့ကန်ဖက်နှက်ပေါ်ကိုရေလောင်းချလေးရှိပါတယ်ဒါဟာဘောလုံးကိုထိလိုက်တိုင်းမှာဘောလုံးရဲ့အရှိန်ကိုထိန်းပြီးသားဖြစ်သွားအောင်လို့ပါဒါနဲ့ပွဲမစခင်ကွင်းအခြေအနေစမ်းစစ်တဲ့နေရာမှာအိုလီဆေးကဘာလို့ဒီလောက်မြ мян ဆန်ဆန်ပြီးသွားတာလဲပုံမှန်ဆိုပွဲမစခင်မှာကစားသမားတွေဟာသူတို့ကစားရမယ့်ကွင်းမျက်နှာပြင်အခြေအနေကိုသိရအောင်ကွင်းထဲလွတ်လွတ်လပ်လပ်လမ်းလျှောက်ပြီးစစ်ဆေးလေးရှိကြပါတယ်အဲ့ဒီလိုလုပ်ရင်တချို့ဘောလုံးသမားတွေမှာကိုယ်ပိုင်လေးထားလေးတွေရှိတတ်ကြတာပေါ့ဘလင်ဟန်ဆိုရင် fashion show တစ်ခုကိုတက်ရောက်နေတဲ့အတိုင်းစမတ်ကြကြနဲ့ကွင်းထဲလမ်းလျှောက်ပြတတ်ပြီးလာမင်းယာမကတော့နှစ်ချက်ကြီးတက်ကကွင်းအလဲခေါင်မှာကပြနေတတ်ပါတယ်ဒါပေမဲ့အိုလီဆေးကတော့ကွင်းထဲကိုကွင်းထိုးဖက်နှက်နဲ့ဆင်းလာပြီးဖက်နှက်ကိုမျက်ခင်းနဲ့နှစ်ချက်သုံးချက်လောက်ပုတ်ဆွဲကြည့်ပြီးတာနဲ့ဝစ်လဲခန်းနဲ့တန်းပြန်သွားတာပါတခြားဘောလုံးသမားတွေကကွင်းမျက်နှာပြင်နဲ့ကိုက်ညီမဲ့ကန်ဖက်နှက်ကိုရွေးချယ်ဖို့ကွင်းစင်းစစ်ကြတာဖြစ်ပေမဲ့အိုလီဆေးကတော့အဲ့ဒီနေ့မှာဝစ်စင်ရမယ့်ဂျာစီဝစ်စုံပေါ်မူတည်ပြီးဘယ်လိုတွဲဖက်ဝစ်စင်ရမလဲဆိုတာကိုချက်ချင်းဆုံးဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်